ဒီမှာတော့လွတ်တယ်နဲ့လာပြီခင်ဗျလာပြီရှစ်ချက်ရှစ်ပြီးကျွန်တော်တို့ပြီးရှုပ်ထားပါတယ်ဗျာသဘောတွေ့ရင်ဖြင့်ဩဘာလက်ခုပ်ကလေးတွေပေးကြပါဦးခင်ဗျာဩဘာလက်ခုပ်လာပြီကျွန်တော်တို့ပေ300လောက်မှကြာပါခင်ဗျာအနေနဲ့စပြီဒါ25ပိတ်တာအလုံးဖြစ်ပါပြီခင်ဗျာဒါကကျွန်တော်တို့မိဆရာလက်တင်လေးတွေရဲ့အစံတိုးဖြစ်ပါပြီခင်ဗျာရေတကွန်နေနဲ့ဖြာဝင်းနေတဲ့ရှမ်းပြည်ရဲ့အလှလေးတွေကိုခေါ်ကျူးရင်းပဲဖြစ်ပါလေရေတကွန်လေးတွေပါမိနစ်ကလေးလာပါပြီရေတကွန်ကတော့ဗျာဒီနေ့မိုးများလို့လားဒီရေတကွန်ကဆက်တိုက်ကိုကြာနေတယ်ဗျဟုတ်လားပြီဒီနေ့စိတ်နဲ့ရွှေနဲ့ပဒများနေတောက်တယ်ပဒများနေစိတ်ရွှေရတနာစိတ်ရွှေမြတွေကိုဇက်တောက်ကစားနေတယ်